Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့အသုံးများတဲ့ grammar pattern လေးတွေသင်ပေးချင်ပါတယ်အဲ့ဒါကတော့ conditional sentence လို့ခေါ်ပါတယ်နော် conditional sentence ဆိုတဲ့ဟာကတော့သူကကျွန်တော် if နဲ့စတယ်ပြီးလို့ရှိရင်နောက်ကပေါ့နော်ဒီ main clause လာတယ်ပေါ့တချို့တွေကတော့ဒါကို if clause လို့လည်းခေါ်ကြပါတယ်နော် if clause sentence လို့လည်းခေါ်ကြပါတယ်ဒီမှာသူကပထမဦးဆုံး0 conditional ပေါ့နော်0 conditional ကကျတော့သူက formula မှာပါပေးထားလဲဆိုတော့ if ရဲ့ present simple ရဲ့နောက်က present simple နဲ့လိုက်မယ်ဟုတ်ပြီနော်သူကတော့တကယ်ဖြစ်နိုင်တဲ့အခြေအနေတွေကိုပြောထားတာဒါလို့ရင်ဒါဖြစ်မယ်ဆိုတဲ့ဟာမျိုးနဲ့ပြောထားတာပါဟုတ်ပြီနော်ကဲအဲ့တော့ဘယ်လိုပြောထားလဲ if you heat ice it melts နော်if you heat ice it melts မင်းနဲ့ရေခဲကိုပူပေးရင်လည်းရေပျော်သွားမှာပဲတဲ့လုံးဝတေချာပေါက် 100% ဖြစ်နိုင်ခြေရှိတဲ့ဟာတွေကိုပြောပါတယ်နောက်တစ်ခုကတော့ first condition နဲ့ first condition နဲ့မှာကျွန်တော်တို့က formula မှာ if ရဲ့ present simple ရဲ့ were plus verb 1ရဲ့သုံးကြပါတယ်အဲ့တော့သူကပြောချင်တဲ့သဘောကဒါဖြစ်ရင်တော့ဒါလုံးမှာပဲဆိုတဲ့ပုံစံမျိုးနဲ့သူလည်းတေချာသလောက်ရှိတဲ့အနေအထားတွေမှာပြောကြပါတယ် if it rains we will stay at home မိုးရွာရင်တော့ငါတို့အိမ်မှာနေရမှာပဲတဲ့ဟုတ်ပြီနော်မိုးရွာရင်တော့ငါတို့အိမ်မှာနေရမှာပဲဒါမျိုးပြောပါတယ်နောက်တစ်ခုကကျွန်တော်တို့က second condition နဲ့ပါ second condition နဲ့ကတော့ကျွန်တော်တို့ကစိတ်ကူးယဉ်ပြီးတော့ပြောတဲ့အခြေအနေမျိုးမှာပြောပါတယ်အရှိရ if ရှိရ condition တွေကလည်းဖြစ်နိုင်ခြေနည်းတယ်အနောက်ကလည်းသူ့ရှိရဟာကိုဖြစ်ရင်တော့နောက်ကဟာဖြစ်နိုင်ခြေတော်တော်နည်းတဲ့ဟာမျိုးမှာ imagination လုပ်ပြီးပြောတဲ့အခါမှာပြောပါတယ် if I had money I would buy a car ပတ်စံရှိရင်လည်းငါတော့ကားဝယ်မှာတဲ့လောဆယ်သူပတ်စံလည်းမရှိဘူးကားဝယ်မယ်ဆိုတာလည်းမသေးကြဘူးဟုတ်ပြီနော်စိတ်ကူးယဉ်ပြီးပြောတဲ့ဟာမျိုးနဲ့ပြောတာပါနောက်တစ်ခုကတော့ကျွန်တော်တို့ third condition လို့ပြောပါတယ်ဒါကတော့ကျွန်တော်တို့အတိတ်ကိုတခုခုမလုပ်ခဲ့လို့နောင်တရပြီးပြောတဲ့အခါမျိုးမှာပြောတယ်အဲ့မှာ formula လေးကိုကြည့်ရအောင်နော်တော်တော် formula မှာအောက်က e ဖြစ်နေတယ်နော် formula အဲ့ဒါလေးချက်ဖြစ်ပြီနော်ကျွန်တော်ကလည်းပုံကူးပြီးယူထားတာဆိုတော့ if ရဲ့ past perfect ရဲ့ would have plus but 3နဲ့သူကသုံးပါတယ်အဲ့တော့သူကဘယ်လိုပြောတာလဲ if she had studied she would have passed the exam သူသားတဲ့စာချက်ခဲ့ရင်တဲ့သူစာမွဲအောင်ပါတဲ့အဲ့တော့အခုဘာဖြစ်လဲစာလည်းမချက်ခဲ့ဘူးစာမွဲလည်းမအောင်ဟုတ်ပြီနော်မဖြစ်ခဲ့တာတခုကိုသူကregret ဖြစ်တဲ့အနေနဲ့ပြောတာမျိုးတွေသုံးပါเนาะဒါကတော့ကျွန်တော်တို့ကအရန်ကိုအသုံးများတဲ့ conditional လေးဖြစ်ပါတယ် thank you for your